အော်ဘာဖြစ်လို့နေမကောင်းတော့လဲပြောပါဦးဟမ်စောင်းကြိုးစားရမလို့ဘူးစောင်းမကြိုးစားဘူးအော်ဆရာကဗျာတင်ပြီးမယ်လေစာမကြိုးစားတချင်းလည်းတင်ပြီးမယ်လေတချင်းတမီးရပြီသားပြီတချင်းရပြီအဲ့ဒါဆရာရှိုးပြပါဦးဟာလေလားအိမ်မတမီးနဲ့တမီးပြင်းဆိုတာပဲအဲ့ဒါဆရာရှိုးပြပါဦးတချင်းရဆိုတမီးရတမီးနဲ့အေးကိုအောင်မေလို့အော်ဆရာကျောင်းဖုံးဆက်ပြီးခေါ်လိုက်မယ်လေနော်ကျောင်းအဲ့ဒါလားကျောင်းလည်းမသွားမလားလာဘာတငယ်ကြီးနဲ့အပြင်မစိုးကြည့်ဘူးတမီးကြီးနေမစိုးကြည့်ဟောတငယ်ကြီးလည်းမဆော့ကြအဲ့ဒါဆရာနဲ့ဆော့မလားဆရာနဲ့ရုံငယ်ထဲမှာလည်းမစိုးကြည့်အဲ့လိုဘယ်လိုလဲဆော့ကြတာတော့ဘလူးနဲ့မစိုးကြည့်တမီးကြောက်တဲ့အိပ်ပြန်မယ်အော်အိမ်မှာလမ်းပါဆရာမဆရာကနာပြောတယ်လေဖမ်းလိုက်ပြီရှိတယ်ခွဲပြီးရရှိတယ်ဒီလေလားတမီးပြည့်ကြည့်တဲ့ခါကျပြည့်တမီးအိပ်ချင်နေပြီအိပ်ချင်လားဆရာရုံငယ်ထဲမှာချော့သိမလားတမီးလားလာတမီးပြန်မလေတမီးမအေးတမီးရလေတမီးအေးရလေလားတမီးလေလားကြောင်းမထားခြင်းဘူးဟုတ်လားဘယ်သူကအတင်းလာထားလဲဒီရဟုတ်လားကြီးလာမအမတမီးကမကြီးသေးဘူးဒါဆိုတော့ကြီးသေးဘာဖြစ်လို့လဲတမီးနဲ့တူရင်ကြပြီအဲ့ချင်လို့လက်တွဲနဲ့ကြပြီအဲ့ချင်လို့ဆရာဆေးတိုက်မယ်မှာဆေးပါတယ်ဆေးအားဆေးတိုက်မယ်လေတောက်တမီးနဲ့တူပြင်လို့တမီးနဲ့ချီတော့ကိုက်တော့ဆရာချီသွားမယ်လားဆရာချီသွားမယ်လားဆရာချီသွားမယ်လားဘာဖြစ်လို့လဲရတယ်ကဲလားပြောပြောတမီးလေလားအကြောင်းမနေ့ကကြောင်းလာတော့နော်ဘာဖြစ်လို့လဲတမီးကောင်းလို့ဟုတ်လားတမီးကြောင်းလာတယ်ကြောင်းတက်ကြည့်လို့တမီးအဲ့တော့ကြက်သွားမသွားမခန်းတော့မလားလေလားဘလို့နေတမီးစိုက်တယ်မလားဒီရောပါဘူးရတော့အောင်မေးအောင်နေဆရာဖုံးဆက်ပြီးခေါ်လိုက်မယ်လေနှိမ့်ကြရင်လေလားနှိမ့်ကြရင်လုံးနေတမီးလေလားအခုတည်းပဲညင်းနေလားအခုမှတငယ်ချင်းနဲ့စာဆိုးမယ်လေကြပြဆိုးမယ်လေကြပြတချင်းနေဒီလိုနဲ့ဖက်မတော်ဘူးဟုတ်လားဘာမတော်တာဒီလိုနဲ့တမီးနဲ့မတည့်ဘူးဘယ်သူလဲမတည့်တာဆရာလာပြပါအောင်တမီးကြီးလေးလိုနဲ့သူတို့အဖက်ဒီနဲ့မတည့်ဟုတ်လားဘယ်တော့မတည့်တာလူကိုရမတည့်တာကဲအခုတက်အောင်ဆရာလုပ်ဝင်မလားအင်းအစ်စ်တွေပေးကုန်မပေးကုန်မလားတမီးလေလားအဲ့မှာထမင်းတဲ့စားပြီးလို့ရှိရင်ဆရာကြီးလာခဲ့နော်